မိတဲ့ခန်းညင်ဒီရေကုန်းတော့မယ်နဲ့တူတယ်ဟေးမဟင်းချက်နေတာ哦ခန်းညင်ဒီရေလာတာနှိုက်စားအိုးဟုတ်ပါပြီဘယ်လီကကြည့်哦 big belly ကုန်းစားတာမကြည့်အောင် big belly လီလီတော့မမေဟင်းချက်ဖို့ထားအောင်ခန်းညင်ဒီရေတော့နှိုက်စားဟင်းချက်တာအေးဟုတ်တယ်လီလီဘယ်လီကreally cold ပြန်မမေကိုပြန်ဦးဘယ်လီကရမ်းကြီးနေမစားနဲ့တော့လီလီကတော့ဟေးစားမယ်ဆိုတာကြီးပဲ Oh really good is it good tomato good ပြပါဦးမမေကိုပြကောင်းတယ်လို့လုပ်ပြပါဦး very good ကောင်းတယ်နော်တဲ့ကောင်းတယ် really good happy ပြီးမမေကဝတ်သားဟင်းချက်နေရအောင်လီလီကခဲညင်ဒီလာလာနှိုက်စားဟောကြုံနဲ့ငါခဲညင်ဒီတော့ကောင်းနေလီလီကြုံအဲ့ဒါပဲစားမယ်ဆိုတော့ပဲဟေးလီလီစားမယ်ကုံစားမယ်လီလီကြည့်အောင်ကြည့်အောင်စားမယ်ဆိုတာကြီးဟေးစားမယ်တဲ့လေ nearly 3 years ဆိုမင်းမတိုင်းဒီကပိတ်အောင်မ nearly 3 years so ကြမ်မင်းအိုးတိုးအောင်မကြမ်စားရဟေးလီလီတယောက်နဲ့တော့ဟေးနေအောင်မင်းမလက်တော့ပွားကြီးလဲကောက်အောင်မစားမယ်ကြမ်